ဒီနေ့ကတော့အင်္ဂါသားသမီးဟောစတဲ့အလှည့်ပေါ့အဲ့တော့အင်္ဂါသားသမီးတွေကဒီကာလမှာဒီဇာတာကိုဒီဟောစတဲ့လာကြီးမဲ့သူတွေထဲမှာအမျိုးသမီးတွေများမယ်သို့မဟုတ်အမျိုးသမီးတယောက်ကဲ့သို့ feminine energy များတဲ့သူစိတ်ထားနူးညံ့တဲ့သူတွေများသောအဖြစ်ရာခိုင်နှုန်းတော်တော်များလာကြည့်ဖို့များတယ်အင်္ဂါဖြစ်ပေမဲ့ဒေါသတော့ကြီးမယ်စိတ်တူတက်မယ်ဒါပေမဲ့စိတ်ထားကောင်းတဲ့သူတွေများမယ်နော်အပြင်မှာတော့ဒေါသကြီးရင်ကြီးမယ်တခုခုဆိုရှူးရှားနေပေါ့နော်သို့တော်လည်းပဲသူ့ရဲ့နှလုံးသားအထဲတကအင်နာချိုင်းလေးကအရန်ကိုနူးညံ့တာမျိုးဆရာမလေးတော့တွေ့ရတယ်ပေါ့နော်အဲ့တော့ဒီဇာတာရှင်ဒီကာလမှာကိုယ့်ရဲ့စိတ်ကပေါ့နော်ကိုယ့်ရဲ့စိတ်ကအထဲစိတ်နဲ့အပြင်စိတ်ဆိုတာရှိနေမယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့အတွင်းစိတ်လူမသိတဲ့စိတ်နဲ့အပြင်မှာရှိတဲ့စိတ်နဲ့ကအားပြိုင်တဲ့အနေထောင်ဆရာမလေးတို့တွေ့ရတယ်အပြောရမလို့စိတ်ကောင်းတယ်တခါတည်းမကောင်းတဲ့စိတ်နဲ့စိတ်ကောင်းတယ်လေရှင်နေနိုင်တာမျိုးပေါ့စိတ်နှစ်ခုတွေ့နေရတယ်အဲ့တော့နောက်ဆုံးမှာတော့သင်အနိုင်ရရမယ့်အရာစိတ်ကောင်းရှိတဲ့အရာပေါ့တချို့လူတွေပေါ်မှာကိုကထားပါတော့လက်တုံးပြင်ချင်တာမျိုးတို့နော်တိုက်ခိုက်ချင်တာမျိုးတို့ကဲရှိခဲ့မယ်ဆိုလို့ရှိရင်တော့သင်ဒီကာလမှာသင်ရဲ့စိတ်ကောင်းရမယ်အနိုင်ရသွားပြီးတော့သင်ရဲ့တချို့သောကိစ္စလေးတွေမှာနော်ကိုပြန်ပြီးတော့ဂုံယူစရာဖြစ်သွားမယ်အခြေအနေတစ်ခုလို့ဆရာမလေးကတော့မြင်ရတယ်။နောက်တစ်ခုကျတော့ဒီဇာတာရှင်တွေကိုလေဆရာမလေးတော့တွေ့ရတာကကိုယ့်ရဲ့ရည်မှန်းချက်ပန်းနိုင်နေအဆင်ပြေလာတဲ့အပြင်ကိုသင်တို့ဒီကာလမှာပြိုင်ပွဲတွေဝင်နေတာမျိုးတို့နော်ဒါမျိုးစုတစိတ်တွေနဲ့ရင်ဆိုင်ရှင်ပြိုင်နေရတာမျိုးစုတစိတ်ရဖို့အတွက်စူးစမ်းနေရဥပမာထားပါတော့အမျိုးသမီးလေးတွေဆိုလို့ရှိရင်ဥပမာ Miss ပြိုင်ပွဲတို့ modeling ပြိုင်ပွဲတို့တချို့ဆိုလို့ရှိရင်အမထားပါတော့အစားချင်းကျောင်းနဲ့ပတ်သက်တဲ့ပညာရေးနဲ့ပတ်သက်တဲ့အရာတို့เนาะတချို့ဆိုလို့ရှိရင်အစားဆိုကိုယ့်ရဲ့နယ်ပယ်မှာကိုပြိုင်ဆိုင်နေတာတွေရှိနေပေါ့နော်အဲ့ဒါတွေကတကယ်တရဖူပေါ့ crown တွေရတာမျိုးလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်လေ crown ဘဝမှာတကယ် crown စောင်းပေးတာမဟုတ်ပေမဲ့လေ crown စောင်းရတဲ့အနေအထားကိုပဲအောင်မြင်မှုတရဖူရတဲ့ပုံစံမျိုးတွေလည်းခံစားရတယ်ဆရာမလေးကเนาะအဲ့တော့တင်တို့ရဲ့ဘဝမှာသူများနဲ့မတူတဲ့တိုးတက်မှုကိုအရှင်အဟုန်ပြင်းစွာနဲ့ဒီမေလမှာစပြီးတော့လက်ခံရရှိမယ်လို့ဆရာမလေးကတော့တွေ့ရတယ်အဲ့တော့ဒီလကဒီ12လလုံးမှာပေါ့နော်2026မှာတင်တို့ရဲ့အင်္ဂါသားသမီးတွေကံအကောင်းဆုံးသောနော်ကိုဘဝအတွက်တရဘူးစောင်းနိုင်တော့တချို့ဆိုလို့ရှိရင်မိသားစုတွေမှာဆိုလို့ရှိရင်အိမ်အောင်တဲ့တွေဆိုလို့ရှိရင်သားသမီးယတနာမရသေးရင်စူးစမ်းနေတယ်ပေါ့နော်ဒီကလေးရဖို့အတွက်ကိုစီပညာအရာရောဘာသာရေးအရာရောစူးစမ်းနေတယ်ဆိုရင်ဒီကာလမှာသားသမီးယတနာရလာဖို့မြင်ရပါတယ်။ဒါသူတို့ရဲ့အိမ်နာမှာဘွန်ဆိုင်ပင်လေးတွေအပင်လေးတွေဒါမှမဟုတ်ဘွန်ဆိုင်ပင်မဟုတ်လဲတခြားသောထင်းရှူးပင်တို့နော်ဒါမှမဟုတ်အပင်မြင့်လေးတွေတို့ဒါမှမဟုတ်လဲအပင်ပူပူလေးတွေတို့နော်အဲ့လိုမျိုးတွေလည်းတွေ့ရတယ်နော်အဲ့လိုမျိုးတွေရှိတယ်ဒါမှမဟုတ်ရေရင်းရေကန်တွေရှိတယ်ဆိုလို့ရှိရင်လည်းအဲ့အိမ်နာမှာ meditation လုပ်ခြင်းစိတ်ငြိမ်ချမ်းအောင် coffee လေးတစ်ခွက်တောက်ရင်းနဲ့စိတ်ကိုအေးချမ်းအောင်ကိုတီဆောက်ခြင်းပေါ့နော်ဒါတွေကအမတန်အရေးကြီးတယ်ကိုယုံကြည်မှုအမတန်ရှိဖို့ကဂရုစိုက်ဖို့လိုတယ်တခြားသောသူတွေပေါ့အယောင်ဆောင်မိတ်ဆွေတွေတတိထားပြီးတော့ကိုယ့်ရဲ့အပြောင်းလဲကိုကိုယ့်ရဲ့ကံကြမ္မာအပြောင်းလဲကိုပဲတတိထားပေးဖို့ဆရာမလေးကမှာပြရစီရှင်